နိုင်ဂျီးရီးယားနိုင်ငံကဟာရီဆန်ဆိုတဲ့အမျိုးသားအတွက်တော့မနက်9 နာရီမှာအိမ်သာထသွားခဲ့တဲ့ဆုံးဖြတ်ချက်ဟာသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အပြင်ကဘာကျော်တဲ့ထိတ်လန့်စရာဖြစ်ရတစ်ခုဖြစ်လာခဲ့ပါတယ်2013ခုနှစ်မေလမှာသူတို့စီးလာတဲ့ဆွဲတင်မောဟာလိုင်းလုံးကြီးတစ်ခုနဲ့တိုးပြီးစက္ကန့်ပိုင်းတွင်ပင်လယ်ရေအောက်ပေ100တဲ့ကိုမြင့်မြုပ်သွားခဲ့ပါတယ်ပင်လယ်ဓာတ်ပြရန်ကြောင့်တင်မောသားတွေဟာအခန်းတကားတွေကိုအတွင်းကနေတောခတ်အိတ်လေးရှိတာကြောင့်အားလုံးအခန်းထဲမှာပဲပိတ်မိနေခဲ့ကြပေမဲ့ဟာရီဆန်ကတော့အိမ်သာထဲမှာရောက်နေခဲ့တာပါရေတွေဝင်လာတဲ့အချိန်မှာသူဟာအရာရှိတယောက်ရဲ့အခန်းထဲကိုရောပါသွားခဲ့ပြီးအဲ့ဒီအခန်းထဲမှာကံကောင်းစွာနဲ့၄ပေပတ်လည်လောက်ရှိတဲ့လေအိတ်လေးတစ်ခုဖြစ်ပေါ်နေခဲ့ပါတယ်အမောင်အတိကျနေတဲ့ပင်လယ်ကျမ်းပြေအောက်မှာအေးစိတ်နေတဲ့ရေတွေကိုအန်တူရင်သူဟာရှင်တန်ဖို့အတွက်နေရန်ကကပြားတွေကိုခွာပြီးရေပေါ်မှာပေါ်နေအောင်စစ်တစ်ခုလုပ်ပြီးနေခဲ့ရပါတယ်ပိုပြီးထိတ်လန့်မှုကောင်းတာကအမှောင်ထဲမှာတင်းမောပိုတဲ့အကွဲတန်တွေကိုကြားနေရသလိုသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေရဲ့ရုပ်လောင်းတွေကိုငါးတွေလာရောက်ကြိုက်ခဲစားတောက်နေတဲ့အတန်တွေကိုပါကြားနေခဲ့ရတာပါနာရီပေါင်း60ကြာတဲ့အခါမှာတော့ရုပ်လောင်းတွေကိုလာဖော်တဲ့ရေငုပ်သမားအဖွဲ့ရောက်လာခဲ့ပြီးလူတိုင်းတည်ပြီးလို့ထင်နေချိန်မှာရေငုပ်သမားတစ်ယောက်ကရေထဲမှာလက်တစ်ဖက်ကိုမြင်လိုက်ရပါတယ်အလောင်းမဲဆိုပြီးတွားကင်လိုက်တဲ့အချိန်မှာထူးဆန်းစွာနဲ့ပဲအဲ့ဒီလက်ကရေငုပ်သမားရဲ့လက်ကိုပြန်ပြီးစုပ်ကင်လိုက်ပါတယ်ရေငုပ်သမားတွေဟာတေသူကိုရှာဖွေနေရကနေအသက်ရှင်သူကိုကယ်တင်တဲ့အဆင့်ကိုချက်ချင်းပြောင်းလိုက်ရပြီးဟာရီဆန်ဟာကာဗွန်ဒိုင်အောက်ဆိုက်အဆိပ်တင်ပြီးတေလူနီးပါးဖြစ်နေပေမဲ့အန်ဩစရာကောင်းလောက်အောင်သက်ရှင်နေခဲ့တာပါကုန်းပေါ်ရောက်ဖို့အတွက်တောင်သူ့ရဲ့တွေးတွေစူမကွက်သွားအောင်ဖီအားထိန်တဲ့အခန်းထဲမှာနောက်ထပ်2ရက်ခွဲလောက်နေခဲ့ရပါသေးတယ်အခုဆိုရင်ဟာရီဆန်ဟာပင်လယ်ပြင်ကိုဘယ်တော့မှပြန်မသွားတော့ပဲကုန်းပေါ်မှာပဲစဖိုးမှုအဖြစ်အေးဆေးစွာနေထိုင်နေပါပြီ